ကဲဒီနေ့မှာတော့ public ကပါလာတဲ့ Angela ကင်ထားတဲ့ညီမလေးခွန်တီကျွေသွားအောင်လို့နတန်ကင်မျိုးတီးပြတော့မှာဖြစ်ပါတယ် level 1ကလေးက skin 1လေးနဲ့စွတ်စွတ်ပြစ်တယ်ပြီး inspire ဖွင့်ပြီးတော့တောင်းလို့နောက်ကနေလိုက်ပြီးတော့တီးထုတ်ပေးလိုက်ပါတယ်စွတ်စွတ်ကတော့မျက်ရည်ဝဲနေ level 1ကလေးကငိုးနေရပြီ intro လေးကတော့လှနေပြီညီမလေးက emo လေးနဲ့ပြရော shit ရတယ်ညီမလေးကိုဒီဘောရုံပြီးမှညီမလေးကကိုကြီးနောက်မှာပဲအေးဆေးနေအေးဆေးအော်ကျက်တီတွိုင်းတယ်ဖက်တီးကောင်ကွာတွေ့မယ်မင်းတွေ့မယ်မှတ်ထားလိုက်အဲ့ဒီမေကပွင့်နေဆိုအဲ့ဒီမေလေးနဲ့ခုံပြီး1 2လေးနဲ့တီးထုတ်ပေးလိုက်တာနော်အင်ဂျလာလေးကတန်းပြီးပူလိုက်တာနော်ဒီမှာအဆက်လည်းမပြဘူး VC လည်းဖွင့်မထားဘူးနှလုံးသားချင်းရှိတ်ဆက်တာတော့ပြောစရာမလိုဘူးရင်ထဲကနေလိုသိနေချက်တော့မှချက်လိုက်သားလေးမွေးရင်ဘာနာမည်ပေးရင်ကောင်းမလဲမသိဘူးဒါညီမအကူနဲ့လိုက်ခဲ့အပေါ်လမ်းအောင်သွားမှခန်းစားချက်တယ်တိတ်မကောင်းဖြစ်နေရဟေးဟောဖက်တီးကောင်ကွာလာပြန်ပြီဟေးကြည့်ရဟိုဘက်ကဖက်တီးကောင်လဲဆူဆူချင်းမှာအစွမ်းပြခြင်းနေပုံရတယ်ဘယ်ရမလဲအဲ့လိုအစွမ်းပြခွင့်ကမပေးဘူးတောင်းဖင်ထဲကိုပြစ်သွင်းပေးလိုက်မယ်တေစမ်းအော်ရောဂျောကဘယ်နှထွက်လာတော့ညီမလေးရေအဲ့ဒီမရှိတဲ့ကိုကြီးဘာလို့မစိတာလဲအော်ဖက်တီးကောင်နည်းနည်းများသွားပြီမင်းတွေ့မယ်ကြိုက်တယ်စူးစူးနဲ့ဖက်တီးနဲ့ငိုထောင်းမှာကွာမင်းတို့တွေ့မယ်ညီမလေးကိုကြီးအဲ့ဒီမင်းနဲ့ပူးရတော့ညီမလေးချင်းကိုကြီးအိုးတောင်းအိုးဖက်တီးအုပ်ထဲမှာတော့ငါ့ကိုမိနေတာအိုးငါကန်ဆိုးနေတာဟမ်ဒါပေမဲ့မရပါဘူးစူးစူးဖက်တီးကိုတီးထုတ်ပေးလိုက်သိသမ်းကိုကြီးညီမလေးအတွက်ဆို you are man or superman ပဲဟာဂျောကအနေထားတော့နားမလဲဘူးညီမလေးကိုလာလို့နဲ့တီးထုတ်ပေးလိုက်ဟမ်တွေ့လားဟိုကောင်ဘိုက်ဘူးဖက်တီးကောင်စူးစူးထားခဲ့ပြီထားခဲ့တော့တီးထုတ်ပေးလိုက်မှလာကိုပြောနဲ့ရတယ်ညီမလေးမကြောက်နဲ့ကိုကြီးလိုက်ပြန်လို့အော်ညီမလေးမှာအဲ့ဒီမိတ်မရှိဘူးတဲ့ပြန်ပြီးပေးစားလိုက်ရပါညီမလေးတော့ဒီလောက်ကတော့ပေးစားနိုင်ပါတယ်အိုးညီမလေးဖက်တီညီမလေးနောက်ပြေးကက်နေနောက်ဆုံးညီမလေးအန်ဒီကိုကြီးအကုန်လုံးရှင်းပလိုက်ညီမလေးအေးစေးနောက်ကကြည့်အေးစေးအိုးโอเคရပြီဘေးနားအလားဆုံးပြုံးနေဘင်းကိုရပြီ5+1နေတော့တီးထုတ်ပေးလိုက်အောင်ကွာရတယ်ညီမလေးအဲ့ဒီမိတ်ရှိကိုကြီးပူလိုက်ဒီမှာအဲ့ဒီမိတ်တောင်းတွေ့လာသွေးစောတဲ့ကောင်မအနာတော့အိုးညီမလေးကဘလို့ဖြစ်လို့အထုပ်သွင်းချမ်းတဲ့ကောင်တွားပြီးပူတာတော့ဒိတ်ပဲကတော့မရှိတော့ဘူးညီမလေးကိုကြီးထက်ခဲ့ပေးမယ်ညီမလေးကိုကြီးကပူလာတောင်းတီးထုတ်ပေးလိုက်အိုးဆူဆူဝင်းရှန်နဲ့ရညီမလေးကန်လည်းစိုးတယ်အကုန်လုံးတီးထုတ်ပေးလိုက်မသိသမ်းညီမလေးလူရွေးမမားနဲ့တော့အထုပ်သွင်းချမ်းလို့ပွဲကိုမနိုင်ဘူးကိုကြီးကမှပွဲရဲ့ reset ကိုပြောင်းပေးနေတဲ့လက်နက်တွေရှိတာကိုကြီးမြန်မှာအထိုင်နဲ့ဒီနေရာမှာကိုကြီးရဲ့ပြစ်ချက်တွေရွှေ့လောင်တောင်းအဲ့ရောအထုပ်သွင်းချမ်းတဲ့ကောင်ကောက်စားတာဘာမှမဟုတ်ဘူးတကယ်တမ်းကိုကြီးတီးပေးနေတာဒီပွဲကိုနိုင်မှာဘယ်လိုဆော့ရမလဲကိုကြီးပြပြီညီမလေးသေချာကြည့်နော်ကိုကြီးရဲ့ရုံးအားကိုရှိုးလိုက်အောင်ဒီမှာတရားမှမရှိဘူးလမ်းအောင်အသာလေးသွားမယ်ဘာမှလုပ်ဆရာမလို့အဲ့ဒီမိတ်လေးခင်မီ inspire လေးဖွင့်ပြလိုက်နိုင်သွားပြီဗောညီမရဲ့လူကြီးမမစီနေကိုကြီးကိုပဲရွေးနော်ကိုကြီးရဲ့တားလေးနာမည်တော့စဉ်းစားရည် result ကိုကြည့်လိုက်အောင်ညီမလေးနဲ့ကိုကြီးနဲ့အယောင်လူရဲ့အဲ့ဒါဖူးစာပဲလားလက်ထပ်ကြမယ်